ကဲဒီနေ့ကျွန်တော်အရန်ပြင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်6ကိုမကြည့် item နဲ့စော့ပြရပါမှာပါဆိုတော့ game play လေးကိုစလိုက်ရအောင်ကဲဆိုတော့ကျွန်တော်အခု6ကိုကလပ်စစ်မှာမကြည့် item only နဲ့ဆော့သွားမှာပါဆိုတော့ကျွန်တော်ဆက်တာ item လေးအရင်ပြပါမယ်ဒါဆိုရင်ကျွန်တော်က6ကိုအဲ့ဖက်နာကလွင်ကျန်တဲ့ item တွေကမကြည့်ကြီးပဲတော့အဲ့စီကန်းနေအနေနဲ့ကတော့မကြည့် item ကြီးပဲဆက်ရမယ်ဖက်နာကလွင်ရင် defense ဆိုလို့ရှိရင်လည်းဖက်နာကလွင်မကြည့်တွေကြီးပဲထည့်ရမယ်မကြည့်မှာတော့မကြည့် defense နဲ့ဒီဟုတ်တာပေါ့ phoenix ငှက်မွေးတို့ပါတို့ဒါမျိုးဒီလို item မျိုးတွေဆက်လို့မရပါဘူးဒါပေမဲ့ကျွန်တော်ကမကြည့် item ကြောင့်တိတ်နားမလဲဘူးဒါမီးဆွဲတယ်ဟိုကဒါသွေးတက်တယ်ဒါ holy quiz တယ် magic damage ပြင်းတယ်ဒါ genius 1ဘာလို့လဲကျွန်တော်လည်းမသိဘူးဒါ sky blue ဇာကိတ်ကောက်လို့ရတယ်ဒါတော့ပါပဲကျွန်တော်အဲ့လောက်သိရကဲဆိုတော့ကျွန်တော်အခု classic လေးမှသွားဆန်းရအောင်ကျွန်တော်ကအဲ့လို magic item တွေအကြောင်းမသိပေမဲ့ဒီအရန်ဆော်တာပေါ့ဟိုကကျွန်တော်အာလူဖုတ်သွားမှာဘယ်လိုတော့မတင်းရအောင်ကဲโอเคကျွန်တော်တို့ match တဲတော့ရောက်လာပြီဒီကောင်ချောင်းကိုင်မှာလားမသိဒီပဲချောင်းကိုင်လို့ရှိရင်တော့ကျွန်တော်ချောင်းလူကန်ဟိုကဂျူဒီယန်ညီမအလန်နေနဲ့ကျွန်တော်တို့ဘက်မှာမပါဘူးချောင်းโอเคရချောင်းရပြီချောင်းရပြီပါပြီတော့ကျွန်တော်ဟာအဲ့တော့ကျွန်တော်ကချောင်းပါတော့ချောင်းကိုလင်းရမှာဟိုက်ပါမရှိဘူး6ဟိုက်ပါလိုက်မယ်ချကျွန်တော်6ဟိုက်ပါပြီဒီနေ့ကတော့ကျွန်တော်6ကိုဟိုက်ပါအမကြီး item ကိုလျော်စားကဲထားတော့သိကြရကျွန်တော်ဒီဝက်ရှုံးတော့တယ်နိုင်ဝါတော့တော်ကန်ကောင်းလို့နိုင်တယ်ကဲကျွန်တော်အခု special skin နဲ့ဆော့ပါမယ်အဲ့ဒါကျွန်တော်အတီဆော့ပါမယ်Franco မဟုတ်တဲ့ Frank Cook အေးကျိုးလွှဲရင်တော့ဆဲပြီ Frank Cook ဆိုပြီးကျိုးလွှဲရင်ဆဲပြီဟိုဘက်က hyper funny ဟိုကကျွန်တော်ချောင်းကိုင်နဲ့ဟိုဘက်ကချောင်းအနေပါတယ်ဘာလို့လဲမသိကဲတွေ့ကြသေးတာယူနောတော့အမ်မွန်အာလီဘိုင်းနိုင်တော့ပါတယ်အမ်မွန်ကဖလင်းရှောင်းနေဆိုတော့ဒီနေ့တော့တတိထားတော့တယ်ကောင်းပေးကြဒီကောင်တစ်တော့အမ်မွန်အကွက်တွေယူသုံးမှလားမသိတစ်တော့ကြည့်ရတော့တယ်ဒီကောင်ဟိုဘက်ကရောမင်းကဘိန်းလားမသိဘိန်းရုံးတော့ဘိန်းမကြီးဆိုရင်တော့ကြောက်ပါတယ် physical item ကတော့ဘိန်းကအတင်းတော့ damage ထွက်တယ်ဒါပေမဲ့ magic item ပိုပြီးကောင်းတယ်လို့ခံစားရတယ်တွေးလက်တက်တယ် damage တက်တယ် magic တစ်ဖက်မှာဆက်တိုင်းဘိန်း magic ဆိုနိုင်တဲ့ကောင်ရှာ magic တစ်ဖက်ဆက်လည်းမရပါဘူးဘိန်းကဒီကျွန်တော်အရင်တော့ sky blade ရင်သွားမယ်ချောင်းကို damage မထွက်ဘဲနဲ့ magic item သုံးလာပြီးတော့ဖတ်စားရမှာဆိုတော့နေတော့ကွက်ကြပါရဲ့ဟိုကူများကူပြီးမလားလို့စိတ်တက်တယ်ဖရန်ကိုကလည်းဒါလည်းမကူထားဟာချောင်းကမလိန်လာတာချောင်းမလိန်နဲ့ကောင်းတယ်ဟိုကောင်ကျွန်တော် rubber မှရှိရထင်နေရ rubber ဟိုကောင် rubber သွားလောက်တယ်လူဘက်ယူရမှန်ပါအားရမဟုတ်ဘူးဘုရားတော့ဟိုဘက်ကြီးသွားတာမဟုတ်ဘူးလေဘယ်လိုလုပ်ပြီးဒီဘက်ရောက်လဲ Walking Creek အေးမစားနေဟုတ်တယ်အောင်ချိုတုံးနေတော့လေခြုံတိုးနေယူတော့မနိုင်ဘူးလားဟာမနိုင်ဘူးတဲ့ဟာရောက်ရေးမနိုင်ဘူးတဲ့အေးမွန်ဒီကောင်စစ်တော့ pro လေးတော့မနိုင်ဘူးလားဟာအေးဟုတ်တယ်ခုတ်အေးကောင်ခုတ်အားရ
အေမုံကစားတတ်တယ်ဒီပဇာနာလေးတော့လာတော့ကူပြီးရှာတေးမသေးပါဝိုင်းထိုးပြီးပြန်ပတ်ရမယ်ပြီးတော့အဲ့ဒီမရှိသေးဘူးဟိုဒီယာဘူးကထွက်နေပြီဒါပေမဲ့နောက်မှပဲဆက်တော့ Sky Builder ရင်သွားလိုက်သွားပြီကျွန်တော် walking creep ပါဒါတရားလည်းရတော့မယ်နော်ဟာဗဇာနာကြီးခဏကြီးရင်သွားတယ်တဲ့ဟာဘောပဲဘလို့လုပ်ပြီးတက်တော့လေရောက်ပါဒီဆောက်ကလုပ်တွေကမှားနေပြီဗျာ sorry ဒီပွဲတင်အောင်ပြေဘတ်တိုင်းဘတ်ပါဟာโอ้ยတစ်ချက်လေးထွက်မိပါနဲ့ဒီလိုတန်းပြကျေတော့ရဘတ်စားလို့မရတော့ဘူးဒီတော့ပေါ့ဒီဗဇာနာတော့သွားပြီဗဇာနာဘွားတော့ခါပြီတော့ကျွန်တော်ဝင်ရတယ်ရောဒီထီကလက်ကမှန်နေဒါမဲ့လာကောင်းဝင်မယ်အခါနှောင်းသွားအဲ့တော့ဒီခါတော့အခါမနှောင်းစီအောင်အင်မုံရအောင်တားမယ်ယူနောင်းကွာယူနောင်းအာဒီပိုင်းမတိုင်တော့ဒီကောင်တီကောင်ဖြစ်ပါပြီတော့ဒီကောင်ငကားမဟုတ်ဒီကောင်တီကောင်ပဲဒီကောင်ဖြစ်ပြီဒီကောင်တီကောင်လုံးဖြစ်ပြီအာဒီပိုင်းတော့အင်မုံမနိုင်အင်မုံတော့ဒီကောင်အားလုံးမနိုင်တွေ့လားဟာဟိုကအေဒီနဲ့လိုက်တော့တီးပါဘောဟာဟုတ်တယ်ဒါပဲဒါမှမနိုင်ဆဲမှာနော်အေးဟုတ်တယ်ဒါပဲဘိန်းမလာပြီဘတ်တော့ပဇာနာတစ်ချက်စတန်းလိုက်လीဟာရောဟာပဇာနာဘာလို့တွန်းထုတ်လိုက်တာတော့ပလိတ်ချော့ပဲကောင်တော့ပဇာနာမဟုတ်တူနာကတ်တာလေမို့လောကြအဲ့မှာဘိန်းကတေးအဲ့မှာတေးကောင်းတယ်ဗီဇက်တက်ချက်ဒါပဲပဇာနာအုံနောက်ကိုမရှိတာဗျာပဇာနာအုံနောက်ကိုမရှိတာခုနကဆိုအဲ့ဒီဒဲကြလို့ရှိရင်ဘိန်းကတေးတယ်ဘိန်းသွေးကကျွန်တော်လှုပ်ထားပေးတာသွေးတရုံတော့မဟုတ်ပါဘူးတရုံနဲ့တောက်ရပဲကျန်တော့ပဇာနာရဲ့လောထိပြီးလောချက်ရရင်တေးအဲ့တော့ဖလိန်ရှော့နေတုံးဆိုတော့ပဇာနာဘယ်နိုင်ငံလားလေโอ้ยဆော်လောသားနိုင်ငံဆော်လောသားနိုင်ငံမူမြန်မာနိုင်ငံသားတွေအဲ့ကောင်တွေကအလန်ချင်းကလူရှင်အောင်လို့ဖရန်ကိုဆွဲလီအဲ့ဘဲုံတော့ကျွန်တော်မနိုင်ဘူးကျွန်တော်မက်ဂျစ်ကြီးပြောတော့ဟိုကောင်လည်းမက်ဂျစ်ပဲဒါမျိုးသားလေးတော့ထွက်သွားပြီဆိုတော့ကေးလက်ကောက်ပါဘာလို့ရလဲမလဲပါဘူးဗျာဒါလည်းကြည့်ပြီးမှကောင်မရှိဘူးကြည့်ပြီးမှကောင်မရှိဘူးဆိုတော့ကျွန်တော်အဲ့ဒါသွားမှရမယ်ဂျီနီယာဝမ်အရင်မသွားဘူးဖဏထွက်ပြီဆိုတာနဲ့ဟိုသာသွားမယ်ကာဒီတာရဲ့လှန်ကျွန်တော်အဲ့ဒါမခေါ်တော့ဝမ်ဟစ်ဗီဒီပေါက်ဖို့အတွက်စောင့်ရမယ်ဒီနားလူဘရှိသေးတယ်ဖန်ဒီဘလူးဘလာမစားသေးဘူးကျိုးဆွဲပါဟုတ်ပါကာဒီတာလှန်ပဲရောက်နေကာဒီတာရဲ့လှန်ပဲရောက်နေဟာကာဒီတာရဲ့လှန်အဲ့ဒီမှာရလောက်ပြီးရောအဲ့လိုလောက်မရသေးဘူးဒီနားမှာじゃခြုံမရှိဘူးဒီဘက်နားမှာလည်းခြုံမရှိတယ်ဟာဘာတော့ဘိန်းဝင်းမလားဘိန်းတော်တွေပေါ့ညွန်းတော့ဝင်းမလားမအမွန်လာပြီအမွန်နဲ့အားတော့အငဲမားရဲ့ဗျာဟာသွားပြီကျွန်တော်လက်နှီးသွားတာဗျာချောင်းမကိုင်းတာကြာပြီဆိုလက်ကတော်တော်နှီးချောင်းမကိုင်းတာကြာလက်ကနှီးဖရန်ကိုကတော်သားကြီးပါဒီရဒီဝဲရဇက်ကြီးကရှုံးပြီရှုံးနေပါလေဒါကလပ်စီ AC ပဲ
ဆိုတော့ဒါနာဘာလို့ဒါနာဘာလို့မလဲညီမလိုကြီးနေနေရဟိုကတိတာပေါ့ကွာတော့ချက်ဒါပဲကြောက်စကိုင်းလို့ဒါဘာလို့လုံးမလဲဟာဟိုကမစမန်းကြီးလေဘရိုကြီးအဲ့ဒါမစမန်းကြီးလေဘောပဲဗဒါနာနဲ့အဲ့ဒါဆက်တာဟာဒီပေါက်ပြီးပြီးမှာကြရပါဦးဒီဟာသွားပြီဖရန်ကိုကဘယ်ရောက်နေရတော့ကြိုက်ဟုတ်တယ်ကြိုက်ဟာဟေးဟုတ်တယ်ဒါပဲတေးပြီးမှချောင်းပါလဲဆိုချောင်းဖလက်ကဘယ်လိုလုပ်ပြီးတေးပါโอ้ยအရှုံးပေးသွားပြီအဲမွန်ဒမ်မေးကြီးကထွက်နေကျွန်တော်လိမ့်မနိုင်တတိယပြောက်သွားပြီပါဟောပဲဟုတ်တယ်ဟာအဲမွန်ကပရိုကြီးအားလောပရိုကြီးရောတော်တော်ကြည့်တာမဟုတ်ဘူးဒီကောင်တကယ်ဆော့တာဟာမဝင်တော့တော့မင်းတို့ကောင်မနိုင်ဘူးညဘိန်းနဲ့ဖန်ဒီကိုတော့မနိုင်ဘူးဒီကောင်လေးတော့ချောင်းလည်းမနိုင်ဘူးဖရန်ကိုကဒီအိုင်တန်ကြီးသွားတာလေအမှန်တကယ်အဲ့ဒါမသွားဥစ္စာသွားတန်တာဘတ်သွားတောင်ရဲကန်ထိတယ်ဘယ်ကမေဝေးခရီလေးရမှာရောက်လုံးမကွာဒီခရီလေးအရင်ရှင်းရမှာကျွန်တော်ကပိန်ရောဒီကောင်ချုံထဲမှာရှိတယ်ခဏလေးဟိုကောင်ချုံထဲမှာမရှိဘူးဒီအော်မင်းအပြင်မှာနေလေးသားကြီးတူရမလို့တော့လင်းကဒါပေမဲ့ထွက်ပြီဒီသားကြီးဟောပြောမရရောင်းရတယ်စားကောဗီဒီပေါက်ဟောပဲဒီလိုကြီးဘလူးကတ်ကြီးကိုဗီဒီပေါက်လိုက်တော့ကျွန်တော်ကတော့တန့်ရေးဗီဒီယိုမရှိတော့သုံးရချက်တွေလောပါတယ်ရောကွာတစ်ချက်ကန်လာတော့ဘယ်သူမှမထိပါဘူးကန်အောင်ကန်ဝင်းမရအောင်ချောင်းကကျွန်တော်ကန်ဖရန်ကဘယ်ထိတိုက်တာတော့ဖရန်ကဘာနဲ့ဆော့ it's a cube ကျေးဇူးတင်ဖရန်ကလာနဲ့ဆော့ကျေးဇူးတင်နော်ကျေးဇူးတင်တဒါကျွန်တော်တယောက်နဲ့စတန်တရားရတယ်ဟိုဖရန်ကိုကပါစတန်တရားဖရန်ကို cook ဘာသာနာကြီးမင်းကမှားပြီညီလေးမင်းကမှားပြီဒါပဲ one hit တရားလန်ထွက်သွားပြီဆိုကျွန်တော်မကြည့်တွေ့တတ်သွားချောင်းမအလုံးလုံးတော့မကြည့်တွေ့တတ်ဘာလို့မကြည့်Holy Crystal ပြီးသွားတယ်ရ damage က magic စကေးချင်းရှင်ကရှော့လိုက်တော့ level 9ပဲရှိတယ်တော့ကောင်ရဟုတ်တာတော့ဟုတ်လားမစမန်ကောင်းနေခဏနေကျွန်တော် low bat တွေသွားမှရတော့နေလောဒီဝဲလာနိုင်ဝိုင်းတော့ကျွန်တော် CI ဖြစ်ချောင်းမင်းနဲ့နိုင်နေတယ်တော့ဦးဆောင်တော့မဟုတ်မကောင်းနေရတယ်ကွာတကူမဟုတ်တကူတော့တိုင်ပတ်ဖရန်ကိုကဘာသွားလောက်တာတကောင်နဲ့ကန်အဲ့ကောင်ဟာလေ sky weather damage ထွက်နေစတက်က21 okay အိုက်စုအော်ဒီမနီပေါက်လို့မရအောင်လောက်အောင်ကျွန်တော်ဘာသွားလောက်လဲဘဲကောင်းလဲအဲ့ဒါဘဲကောင်းလဲယွန်ဆောင်မင်းသိပြီမင်းတီကောင်ဖြစ်ပြီမဝင်နဲ့အတိုင်းမဝင်နဲ့ညမဝင်နဲ့လို့မဝင်ပါနဲ့ဝင်နေကောင်းဝင်ဘူး
တေးပြီးပနီတိုင်းကျွန်တော်ကန်မရဘယ်တော့ကန်ကောင်းသွားတာဘယ်တော့ကန်ကောင်းသွားတာဟိုကျွန်တော်တေးကျော်ဖုံးအောင်ဘယ်လောက်ရှိတောင်းပါပြီရှင်ဆောင်ယူတော့မင်းအခုတီအောင်ဖြစ်နေညလာဘလို့ညလာဟာဘိန်းတစ်ချက်ပဲထွေးပါကျွန်တော်အဲ့လိုပဲဘိန်းမဂျစ်ကဒါမိတော့အဲ့လိုပေါ့သူဆက်တာအဲ့တန်နေမိုက်ကျွန်တော်ကိုကဒီတိုင်းတန်နေကျွန်တော်ဆက်အဲ့ကျွန်တော်မယူလာမိလားပါပြီအဲ့ဘိန်းရဟာဘိန်းတူးနေနိုင်ဘိန်းကတွေ့အေးဆေးတွေ့ပြန်တယ်ကျွန်တော်ဒီဝက်တီကောင်းဖြစ်သွားတာပြင်သွားရတယ်ကျွန်တော်ကဘာမှမလဲရဟုတ်တာပဲကျွန်တော် record ထည့်တာဟိုလည်းပြင်ရကြည့်တာဒါကျွန်တော်အပိုင်မဟုတ်ကျွန်တော် free skin ရတယ်1 day တာယောကန်ဝါမှာချက်464ဟုတ်တာတော့မလို့သေးပါကျွန်တော်တို့ကလော်ကြီးသွားလို့လို့ရှိရင်ကျွန်တော်တို့ဘက်ကရှုံးနိုင်ကြီးနေကျွန်တော်တို့အရင်စလို့ရင်ကျွန်တော်တို့တည်နေပြီသွားမလုပ်ကြပါနဲ့ကွာသွားမလုပ်ကြဟိုကောင်လေးလုံးနေတော့ဝင်ဖြတ်ခုတ်ဝင်တော့မရနိုင်ရှိပြီကျွန်တော်တို့ကိုယ်တိုင်သွားလို့လို့ရှိရင်ဟိုဘိန်းက AD နဲ့အုပ်ချလိုက်မယ်ဒါကျွန်တော် AD ရှောင်းနိုင်တယ်ပဲထား Fanny တို့ကောင်းကြံသေးတယ် Fanny အားလော့အဲ့ကောင်ကြီးပါလာရင်ကျွန်တော်တို့ဗတ်တရားရှော့ပြီအားလို့ဆိုကျွန်တော်တို့9ရုပ်လုံးကိုသူဆိုလို့ရတယ်သူ့ damage သူ့ရဲ့ကိုင်းပြတာ stat ကျွန်တော်ထက်တော့များသေးတယ်ဟာရဲ့ဘာလာလောက်တာသူတို့ကတားရတော့ကျွန်တော်တို့လူဘတ်တီအောင်လာဆောင်ကြည့်တော့လုပ်ပြီလုပ်သေးဟာချက်ပဲဟေးဟာကျွန်တော်မှားပြီးတော့သွားပြီမှားသွားပြီဟာဟုတ်တယ်ဟာဘိန်းက AD နဲ့အချိန်ကအုပ်ချလိုက်တာတစ်ချက်နှစ်ချက်ဒီဟုတ်တယ်တိုင်းပြတာစကတ်တိုင်းပြတာစတက်တယ်အဲ့ emo လေးတို့ကျင်လိုက်တေးပြီတနာစီယာဘာကြီးဖရန်ကိုကဘာကြီးတာဟောလေးကြမှာအဲ့လိုညီမလိုရင်းဆော်ရဲတွေပဲထွက်လာလူဖတ်လို့မရကဲမေကတော့ပါလောက်ပြီးထင်တာပဲမက်စမန်တစ်ခေါက်နဲ့ရပါမယ်တော့မလုပ်ကြဘူးကောင်းလေးတာဟောတာနေရာတိလို့လားမသိတော့မလုပ်ဟန်ပြီးတော့ရကောင်းပါရဲ့ဟာရောက်ရေးဖလေကာကြီးပါပေးသွားတာဟန်နဘီကိုဖလေကာနဲ့ဆော့တဲ့ကောင်တွေ့ပြီဟိုတော်ရုံပလေးရတယ်အီဂျီနဲ့ပဲဆော့တာပါဟန်နဘီ inspire ဟန်နဘီအီဂျီတို့ဆိုတော့ဒီမင်းတို့ကဟန်နဘီဖလေကာကြီးကလွန်တာပေါ့ကျွန်တော်လည်းချကြည့်တယ်မင်းတို့ရဲ့စိတ်ဓာတ်တွေစမ်းသပ်ကြည့်တယ်ရှောတီကောင်ပါပဲအားလို့တော့မနိုင်ခဏဒီအိုင်နဲ့သွားရင်ကောင်းမလားမသိခဏနေနည်းကိုဟိုနေသွားမယ်ဒီအိုင်ဒီဥစ္စာကျွန်တော်ဘိန်းမှာတွေးလိုက်အဲ့ဒါကျွန်တော်ဂူရှင်တို့အဲမွန်တို့ဂျာဂျူလီယန်တို့မှာလည်းစက်တယ်ဘိန်းကတော့မကတ်ရေးသေးဘူးကျွန်တော်ဟိုရာမင်းတို့ကောင်းနေလေကတန်းရပါဟိုကောင်းနေပဇာနာတာဝါလေးခေါ်မသွင်းနဲ့ဒီပဇာနာကြီးဟိုကဟေးဖန်နီကဆိုလိုသွားလောက်တာလောဟေးငါတကောင်နေဟာငါတကောင်နေတော့မလွတ်ထားကြပါနဲ့ကွာမင်းတို့ကောင်နေကနေ
အားလုံးလေးရလည်းမဝင်ရဲဘူးမလို့ အဲ့ဘိန်းကိုထိတ်ဘိန်းကိုထိတ်ဘာလောက်တာတော့ဖရန်ကိုကသွားပြီအညာကိုတီကောင်ကြီး6အောင်မနိုင်တဲ့တီကောင်လေးဒီအိုင်းနေမဲ့သားတော့တီကောင်သွားရှင်းလိုက်ဟာဖရန်ကိုကဘာလောက်တာတော့ဘာကြံနေရှိတယ်မသိဖရန်ကိုတခုကြံစီနေရလားမသိဟောတွေးရဗစ်တက်ရရင်တိတ်မတက်အနီအောင်တန်းပြည်ပြီးတော့ရိုက်လို့ချင်းတွေးတတ်တယ်စကေး3ဝင်လည်းတွေးတတ်တယ်ကျွန်တော်တွေးရတော့မှစကေး3ဝင်တွေးတတ်ပါဒီကောင်လေးကိုထိုင်နေကျွန်တော်မကြီးအိုင်လန်နေနေမရဘူးအဲ့တော့ကျွန်တော်ဗီဒီယိုဝင်တော့မှရဒါပဲဟာကျွန်တော်ဗီဒီနှိပ်တာဘာကြီးသွားနှိပ်မိလဲမသိခုနကကျွန်တော်ဗီဒီယိုဇာတ်တိုင်းနှိပ်နေတာတော့ဘာတည်းမစမ်းရပါဘူးအဲ့ကျွန်တော်နောက်တော့ item အနေနဲ့ Holy Crystal သွားမှာဘိန်းကိုမရဘူးလေညီလေးရဲ့ဟိုက magic item ဖူး item လားဟုတ်တယ်ဟိုက full item ထွက်နေပြီညီလေးရဲ့ဘယ်ရမလို့ကဲဒီပွဲလေးကကျွန်တော်တို့6 magic ဆော့ရင်ဘာဖြစ်မလဲဆိုတာသင်ခန်းစာရပါတယ်ကဲအမြရောကောတရားပြီးတော့ပါတာဝါချိုးတာဟိအမြဘရမသွားဆိုင်ရင်တော့ကျွန်တော်ဆဲခံရမှာတည်ရကဲဆိုတော့ကျွန်တော်တို့ဒါ6 magic ဆော့ရဲ့ game လေးပါနောက်ရရင်လည်းကျွန်တော်ဒီတော့ပေါက်ရရာတွေထပ်ဆော့ပြအောင်ပါအဲ့တော့ပေါက်ရရာတွေဆော့ပြီးတော့နိုင်အောင်လုပ်အောင်ပါဒါပေမဲ့ဒီဘက်တော့ရှုံးသွားရှုံးတယ်မှာကျွန်တော်တို့ဘက်ကကောင်တွေကတော်သားတွေပဲကျွန်တော်ကပါဝင်ပေါ့ကျွန်တော်က chocolate ဝါကြိုက်ပါကဲဒါကတော့ကျွန်တော်ရဲ့ပေါက်တက်ခဲ့ရချောင်း magic ဆိုတဲ့ game video လေးပဲဖြစ်ပါတယ်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီလိုပေါက်တက်ခဲ့ရတယ်ထပ်လာအောင်ပါ